အားလုံးပဲမင်္ဂလာပါကိုကြီးမြန်မာနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဆက်ပြမယ့်ဂိမ်းကတော့ Dumplings Monkey လို့ခေါ်တဲ့ဂိမ်းလေးဖြစ်ပါတယ်ဒီဂိမ်းလေးကိုဘယ်လိုဆက်ပြမလဲဆိုတော့ဆက်လက်စောင့်ကြည့်အားပေးဖို့အတွက်ကျွန်တော်တို့ဖိတ်ခေါ်လိုက်ပါတယ်ကောင်းဆုံးပဲဟာလေโอเคစပြီဒီနေ့ဆက်ထည့်မယ်ကြည့်အောင်โอเคဟုတ်ဆန်းစီalways know that ဒီများတဲ့ဟာဆက်မှာနော်ဟုတ်ပြီဒီအနီးဆိုရင်ကြော်ရမှာဟုတ်တယ်ပြန်လဲโอเคစိတ်ကြာနော်ကြပြန်လဲဟောကြော်ရပြီလဲကြော်ကန်လိုက်ရအောင်ပြီလိမ္မောထိဆုံးပါဘာနေထိဆုံးဆက်ဆွဲမှာโอเคအနည်းဆုံးရတဲ့ကောင်နိုင်ပါနော်ညောင်အနည်းဆုံးရတဲ့လူနိုင်ပါညာဆုံးမဟုတ်โอเคကြားပဲလားမဟုတ်ပြနော်ညောင်အနည်းဆုံးရတဲ့လူနိုင်ပါပါခင်ဗျာโอเคခွေးတော့ဘယ်သူမှမြောင်မပိုင်နိုင်ဘူးပေါ့ကြော်ပြီစေမကောင်းပါဘူးโอเคဟုတ်ပြဒီမှာကြည့်โอเคလိမ္မောနော်လိမ္မောဆိုလိမ္မောအိုးတော်ပြီโอเคစိမ့်ပါထိဆုံးမစိမ့်ကြပြီဒီပါโอเคအပြOkay, cancel. We tell her. Name cha look, look. Yeah, look. Okay. Yeah. Yeah. Channel. တကောင်ပိုင်ဆိုင်တော့ပြီပထမဆုံးတကောင်ပိုင်ဆိုင်တော့ပြီโอเคစိတ်နည်းနည်းလေးရလို့စိတ်မကောင်းဖြစ်ပါနဲ့နည်းလေးကောင်းခေးရသေးကိုမြောက်လေးကန်ကောင်းလေးကြော်တယ်ပြောတယ်လာမယ်ချာနော်လာโอเคနောက်ထပ်စပြီးလဲမယ်စိတ်ဟာတော့ခေးရသေးတယ်လိမ္မောပါခွန်းလက်ပါဩတကယ်ခွန်းလက်ဖြစ်နေပါတယ်ကိစ္စပဲတော့ခြားနော်ဟုတ်အပြဟေးစိတ်โอเคစိတ်ဆွဲပြီပြโอเคတင်းနဲ့အော်မောနည်းအပေါ